င်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိပ်တန်းသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အပေခံများရဲ့ရှင်ပြင်းနီကစေးပြပွဲဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်မော်စကိုရှင်ပြင်းနီစေးပြပွဲအစံလီကျင်းရမှာမြန်မာစစ်ကောင်စီဖွဲ့တွေကိုမြင်ရစဉ်နာဇီဂျာမနီကဆိုဗီယက်ယူနီယံထံလက်နက်ချပြီးနောက်80ပြည့်အထိမ်းအမှတ်ဖြစ်သမ္မတဗလာဒီမာပူတင်ကရုရှားစစ်တပ်ကိုစကားပြောတဲ့အခါသူဟာသူ့နိုင်ငံကိုသာမိန့်ခွန်းပြောခြင်းမဟုတ်တော့အဲ့ဒီရုရှားခေါင်းဆောင်ကပြည်ပခေါင်းဆောင်29ဦးအများအပြားတပ်ဦးဆန်ပိုင်းများနဲ့ဖိနှိပ်သောအစိုးရမိတ်ဆွေများကိုတောက်ကြနီမှာရှင်ပြင်းနီမှာကျင်းပမယ်ခန္ဓာရဲ့စေးပြပွဲမှာအခန့်ပြီးကယောဂါနဲ့ယူကရိန်းကိုကျူးကျော်မှုကြောင့်နှိုင်းရှင်ချက်အားဖြင့်တက်ရောက်သူနေတဲ့နှစ်တွေကိုအဆုံးသတ်မယ်လို့မျှော်လင့်ရပါတယ်။ယူကရိန်းကျူးကျော်မှုနဲ့ပတ်သက်ပြီးရုရှားကိုအထီးကျအောင်လုပ်တဲ့ရန်သူတွေရဲ့အားထုတ်မှုတွေကိုမအောင်မြင်တဲ့လက္ခဏာဖြင့်အဲဒီလိုတက်ရောက်လာခြင်းတွေကိုအသုံးချနိုင်မယ်လို့ခရမလင်နန်းတော်ကမျှော်လင့်ပါတယ်။ဒါ့အပြင်ရုရှားကဥရောပမှာနာဇီဝါဒနဲ့ဒုတိယကမ္ဘာစစ်အတွင်းကအနောက်တိုင်းကိုတိုက်တဲ့တူညီတဲ့စစ်ကိုတိုက်နေတဲ့ဆိုတဲ့၎င်းရဲ့လှုပ်ဆက်ကိုထပ်မံလေးထားဖော်ပြဖို့နဲ့သိမ့်ပိုက်စရာမရှိတော့တဲ့အထီးဆက်လက်တိုက်မှာဖြစ်ကြောင်းပြသဖို့အတွက်အောင်ပွဲနေ့အမတ်တရားများကျင်းပခြင်းကိုလည်းအသုံးပြုမှာဖြစ်ပါတယ်။နာဇီဂျာမနီပေါ်အောင်ပွဲ280ပြည့်အထိမ်းအမှတ်ကိုဒီနေ့ခေတ်နဲ့နိုင်ရှင်ပြီးအောင်ပွဲကိုရှောင်လွှဲမရဘူးလို့ကရင်မလင်ကပြောဖို့စီစဉ်ထားတယ်လို့ဂျနီဗာရှိကုလသမဂ္ဂမှရုရှားကိုယ်စားလှယ်ဖွဲ့တန်တမန်ဟောင်းဘော်ရစ်ဘွန်ဒါရက်ကမော်စကိုထိုင်းကိုပြောပါတယ်။အရေးအကြီးဆုံးကတော့ရှော့တာနဲ့ပေါ့စတန်မှာစစ်ပြီးခေခေါင်းဆောင်တွေကကမ္ဘာစနစ်ကိုပုံဖော်ခဲ့တယ်လို့ယူကရိန်းစစ်ပွဲပြီးရင်ကမ္ဘာစနစ်တစ်ခုကိုမျှော်လင့်ထားရမယ်လို့ကရင်မလင်ကပြောလိမ့်မယ်ဒီစနစ်ဟာရုရှားရဲ့အမြင်မှာမျှတပြီးရုရှားကသူလှုပ်ချင်ရလုံနိုင်မယ့်အတိတ်ပဲလို့ယူကရိန်းကိုရုရှားကျူးကျော်ခြင်းကိုစန့်ကျင်နှုတ်ထွက်ခဲ့သူဘွန်ဒါရက်ကပြောပါတယ်ဒါပေမဲ့ရှော့တာပိုစတန်တို့နဲ့မတူပဲဒါမှမဟုတ်အမေရိကန်ပြည်ထောင်စုပြင်သစ်နဲ့ဂျာမနီတို့တက်ရောက်ခဲ့တဲ့60ကြိမ်မြောက်အောင်ပွဲနေ့နဲ့မတူပဲရုရှားကဒုတိယကမ္ဘာစစ်အတွင်းအောင်ပွဲနဲ့တူရယူခဲ့တဲ့အဲ့ဒီမဟာမိတ်တွေကအထီးကျန်ထားခံနေရပါတယ်ဆာဗီးယားနဲ့စလိုဗက်ကီးယားနိုင်ငံဥရောပသမဂ္ဂနဲ့မြောက်အတ္တလန်တိတ်စာချုပ်ဖွဲ့ဝင်အကြီးအကဲတွေကအခုနှစ်ရှင်ပြင်းနီခန္ဓာတက်ရောက်တဲ့ဥရောပခေါင်းဆောင်တွေဖြစ်ပါတယ်။ဟစ်တလာဆန့်ကျင်မဟာမိတ်တွေကိုကျွန်တော်တို့မခေါ်နိုင်ခဲ့ဘူးဒါကထိရောက်တဲ့လက္ခဏာဖြစ်တယ်လို့နိုင်ငံရေးကိစ္စကိုပုံပွင့်လင်းလင်းပြောလိုတာကြောင့်အမည်မဖော်လိုတဲ့ရုရှားတန်တမန်တအုပ်ကမော်စကိုထိုင်းကိုပြောပါတယ်ယူကရိန်းဂျော်ဂျီယာနဲ့ဘော်တစ်တို့မှာအပါဆိုဗီယက်ယူနီယံနိုင်ငံဟောင်းများမှာခေါင်းဆောင်များတက်ရောက်ဖို့စီစဉ်ထားသလိုခွဲထွက်ဂျော်ဂျီယာဒေသတွေဖြစ်တဲ့အခါစီယာနဲ့တောင်အော်ဆက်စတီယာခေါင်းဆောင်တွေကလည်းတက်ရောက်မှာဖြစ်ပါတယ်။ဘရာဇီးဘူကီနာဖာဆိုတရုတ်ကျူးဘာအီဂျစ်အီသီယိုးပီးယားဂီနီဘစ်ဆူလာအိုမြန်မာပါပူဝါနယူးဂီနီကွန်တိုသမ္မတနိုင်ငံဗင်နီဇွဲလားဆိုဗီယက်နဲ့ဇင်ဘာဘွေခေါင်းဆောင်တွေလည်းတက်ရောက်မှာဖြစ်ပါတယ်။ဘရာဇီးသမ္မတလူလာတက်ရောက်တာအရေးကြီးတယ်။ဗဟိုအာရှခေါင်းဆောင်တွေတက်ရောက်တာအရေးကြီးရဲ့လို့ဘာလင်ရှိကာနက်ဂျီရုရှားယူရေးရှားစင်တာမှာဒရိုက်တာအလက်ဇန်နာဂါဘူအက်ကပြောပါတယ်။စိတ်ဝင်စားစရာကောင်းတာကအမေရိကန်ပြည်ထောင်စုကတစုံတယောက်လာမလားဘယ်အဆင့်နဲ့လာမှလဲဆိုတာပဲဥရောပနိုင်ငံတွေမတက်ရောက်ဘူးဆိုတဲ့အချက်ကထိတ်တိုက်တွေ့မှုဖြစ်ပြီးရုရှားဟာဒီစီးပြပွဲကိုယူကရိန်းစစ်ပွဲမှာရုရှားကဒီစီးပြပွဲကိုယူကရိန်းစစ်ပွဲမှာပြည်တွင်းပြည်ပနိုင်ငံရေးနေရာချထားဖို့သုံးမယ်ဆိုတာပဲလို့ကာဘူအက်ကမော်စကိုထိုင်းကိုပြောပါတယ်ရုရှားနဲ့အိန္ဒိယတို့ဆက်ဆံရေးမကြသေးမီနှစ်ပိုင်းကတိုးတက်လာတော့တဲ့ဝန်ကြီးချုပ်နာရင်ဒရာမိုဒီကမေလ9ရက်နေ့စီးပြပွဲအတွက်မော်စကိုရဲ့ဖိတ်ကြားခြင်းကိုပယ်ချပါတယ်မိုဒီကအငင်းပွားကက်ရှ်မီးယားဒေသတင်းမာမှုတွေကြားတရုတ်မှရှီကျင်းဖြစ်နေမျက်နှာချင်းဆိုင်တွေ့ရမှာကိုရှောင်ရှားလိုတာကြောင့်အဲ့ဒီလိုပယ်ချခြင်းဖြစ်ပွဲရှိပြီးဒီပြဿနာမှာဘေကျင်းကပါကစ္စတန်ကိုထောက်ခံနေလို့အထက်ပါရုရှားတန်တမန်ကပြောပါတယ်မိုဒီကကျွန်တော်တို့နဲ့တရုတ်ရဲ့ဆက်ဆံရေးကိုမရှုစိမ့်မဲရှီဟာဒီစီးပြပွဲရဲ့အဓိကဧည့်သည်ဆိုတာကိုသိလိုက်တော့အံ့ဩသွားတယ်လို့အဲ့ဒီတန်တမန်ကပြောပါတယ်သူကလောလောဆယ်ရှီကိုမတွေ့ကြဘူးအထူးသဖြင့်တရုတ်ပါကစ္စတန်ဝင်ရုံနဲ့ကက်ရှ်မီးယားပြည်ထနာတက်နေချိန်မှာသူ့ကိုမော်စကိုမှာမတွေ့ကြဘူးလို့သူကပြောပါတယ်ကမ္ဘာအဓိကအင်အားချင်းနိုင်ငံများနဲ့အကြားပူတင်ရဲ့ရင်းနှီးဆုံးမဟာမိတ်ရှီကျင့်ဖြင့်တင်ကေတာသဘောမျိုးတက်ရောက်ခြင်းဖြစ်တယ်လို့အမည်မဖော်လိုတဲ့လွတ်လပ်တဲ့ရုရှားနိုင်ငံရေးသူတည်တည်တအုပ်ကပြောပါတယ်စစ်မှန်တဲ့သွေးစည်းခိုင်မာမှုကတရုတ်နဲ့ဆိုဗီယက်လွန်အိန္ဒိချင်းနိုင်ငံတွေစီကလာတယ်ဒါပေမဲ့သူတို့မှာရွေးချယ်စရာတိတ်မရှိဘူးလို့အဲ့ဒီသူတည်တည်ကပြောပါတယ်ကြိုတင်ခံမှန်းမရတဲ့ရုရှားနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးထိန်းသိမ်းခြင်းကလက်တွေ့ကြတယ်တရုတ်နိုင်ငံပါဝင်တာမှာလိုက်လဲပါဝင်တာတဲ့တင်ကေတာသဘောပိုဆန်တယ်လို့သူကပြောပါတယ်ရုရှားရဲ့နိုင်ငံတကာအထီးကျန်မှုဆိုတဲ့အယူအဆတည်ဆုံးသွားတာကကြာပြီဖြစ်ကြောင်းဘွန်ဒါရက်ကပြောပါတယ်ရဲဘော်ရှိကမော်စကိုကိုဆက်သွားနေတဲ့ပူတင်ကလည်းတရုတ်ကိုဆက်သွားတယ်မြောက်ကိုရီးယားကိုသွားတယ်ထိပ်သီးဆွေးနွေးပွဲတွေကျင်းပတယ်ထရန့်တောင်မှာအထီးကျန်ဇလန်ကိုမကြာခဏဒန်စားစီပြတ်အောင်လုပ်တယ်ဝစ်ကော့ကရုရှားကိုမှန်သွားတယ်လက်ဘရောနဲ့သူ့ရဲ့လက်ထောက်တွေကနေရာတကာကိုသွားတယ်လူပုဂ္ဂိုလ်ရပိတ်ဆို့အရေးယူခံထားရတာတော့မှခီရီဒီမီထရက်အမေရိကန်ပြည်ထောင်စုကိုသွားတယ်ဒါကြောင့်အဲ့ဒီဌာနကြီးကိုထပ်မပြောပါနဲ့ဒါဟာစစ်မှန်တဲ့ရှုပ်ပုံလွှာကိုတိမ်ဖုံးသလိုဖြစ်စေရဲ့လို့သူကပြောပါတယ်
ပြည်တွင်းမှာအောင်ပွဲနီဟာရုရှားရဲ့ထူးခြားတဲ့စိတ်ခံစားမှုဆိုင်ရာဩဇာနဲ့ညီညွတ်ရေးအင်အားရှိတယ်လို့အထက်ပါအမည်မဖော်လိုတဲ့သူတေတီကပြောပါတယ်ပူတင်ရဲ့မဟာမိတ်များမကြာသေးမီဆယ်စုနှစ်တွင်ဩဇာကြီးထွားလာတဲ့ကကရင်မလင်ကအများပြည်သူတစ္ဆာခံမှုတောင့်တင်းရေးအတွက်အဲ့ဒီအားလည်းရက်ကပုံရိပ်ကိုအသုံးချခြင်းကိုတောက်ကြနေမှာအပြည့်အဝတွေ့ရမှာဖြစ်ပါတယ်ပူတင်ကအမျိုးသားရေးအမြင်နဲ့မတိဆုံးတဲ့စစ်တပ်ပွဲတော်လို့ထုံတန်းအစဉ်လာတွေကိုအမိရဖန်ယူပြီးဒီပွဲကိုသူ့အတွက်အသုံးချမယ်လို့သူကပြောပါတယ်အောင်ပွဲကမြင့်မြတ်ပြီးပြည်စုံတဲ့အဲ့ဒီတော့အောင်ပွဲကိုပူတင်ကိုဝေဖန်ခြင်းကအကန့်အသတ်ကိုကြော်သွားတာဖြစ်တဲ့တပ်ဦးဆက်ပိုင်းတွေအတံမေလ9ရက်နေ့ကတာမန်အားလည်းရတခုတာမကသူ့ရဲ့ပတ်ဝန်းကျင်ကညီညွတ်မှုကိုပြသဖို့အဲ့ဒီညီညွတ်မှုကိုဒီခန္ဓာနဲ့တောင့်တင်းခိုင်မာအောင်လုပ်ဖို့အရေးပါတဲ့အခွင့်အလမ်းဖြစ်တယ်လို့သူကပြောပါတယ်။တစ်ချိန်တည်းမှာတောက်ကြနေရှင်ပြည်နေစီးပြခန္ဓာမှာရုရှားတွေကဂုံယူကျင်းပစရာအနှဲငယ်သာတွေ့ရမှာဖြစ်တယ်လို့အမည်မဖော်လိုတဲ့နိုင်ငံရေးကျွမ်းကျင်သူကပြောပါတယ်။ဒါဟာအထီးကျမှုကိုကြော်လွှားတာမဟုတ်ဘူးဒီခန္ဓာတွေကပုံမှန်မေလ9ရက်နေ့အစဉ်အလာအဓိပ္ပာယ်တိုင်းမဟုတ်ပဲပူတင်ရဲ့ပုဂ္ဂလိကအာဏာထူထောင်မှုလို့အများပြားကမြင်ကြတော့ဒီအားလည်းရက်ကိုယ်တိုင်ကနိုင်ငံကိုကွဲထွက်စေတယ်လို့အမည်မဖော်လိုတဲ့နိုင်ငံရေးကျွမ်းကျင်သူကပြောပါတယ်မြန်မာကချီတက်တဲ့တပ်ဖွဲ့တွေတို့မဟုတ်ဘူကီနာဖာဆိုကအဲတယ်ရီကရုရှားအောင်ပွဲနေနဲ့ဘာဆိုင်လဲလို့သူကမေးခွန်းထုတ်တယ်ဆက်လက်ပြီးမြိုင်မှာဘုံကြီးကျောင်းတဲ့နေအိမ်များကိုမိရှို့ဖျက်ဆီးပြီးလေကြောင်းအဆက်မပြတ်သုံးခဲ့တဲ့စစ်ကောင်စီတပ်များပခုတ်ကူကိုပြန်ဆုတ်ခွာတဲ့ကြောင်းတင်ဆက်ပေးပါမယ်။မကွေးတိုင်းပခုတ်ကူခရိုင်မြိုင်မြို့နယ်ရှိကျေးရွာတွေကိုစစ်ကြောင်းဝင်ရောက်ခဲ့တဲ့အကြမ်းဖက်စစ်ကောင်စီတပ်တွေကဘုံကြီးကျောင်းနဲ့အရက်သားနေအလုံး40နီးပါးကိုမိရှို့ဖျက်ဆီးရင်ပခုတ်ကူတပ်မှ100တင်ပြန်လည်ဝင်ရောက်သွားပြီဖြစ်တယ်လို့မြိုင်မြို့နယ်ခြေဆိုင်တော်လိုင်းတပ်ဖွဲ့ဝင်တယောက်ကသတင်းဌာနကိုပြောပါတယ်။မေလ2ရက်ကစပြီးပခုတ်ကူမြို့ကနေထွက်ခွာလာတဲ့အကြမ်းဖက်စစ်အုပ်စုတွေကမြိုင်မြို့နယ်အရှိတောင်ပိုင်းမှာတော်လိုင်းတပ်တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးလေကြောင်းကနေအဆက်မပြတ်တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။အကြမ်းဖက်စစ်အုပ်စုကမြိုင်မြို့နယ်အရှိတောင်ပိုင်းပခုတ်ကူမြိုင်ကားလမ်းဘေးကကျေးရွာတွေကိုဝိုင်းတွဲထောက်ပို့ဂျက်ဖိုက်တာပါရာမော်တာတွေနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးကျေးရွာပေါင်း20ရွာထက်မနည်းရှိအရက်သားထောင်နဲ့ကြီးဘေးလွတ်ရာတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။ဒါအပြင်မေလ9ရက်နေ့ညပိုင်းကလည်းမြိုင်မြို့နယ်တောင်ပိုင်းမှာရှိတဲ့စောင်းချမ်းကုန်းရွာကိုဂျက်ဖိုက်တာနဲ့ပေါင်900ပုံတွေကျဲချတိုက်ခိုက်ခဲ့တဲ့အတွက်နေအစာအုပ်တွေထိခိုက်ပျက်စီးပြီးတော်လိုင်းတပ်ဖွဲ့ဝင်တွေလည်းထိခိုက်ဒေဆုံးခဲ့တယ်လို့မြိုင်မြို့နယ်ခြေဆိုင်တော်လိုင်းတပ်ဖွဲ့ဝင်တယောက်ကပြောပါတယ်ကြာဆုံးသွားတဲ့ရဲဘော်9ယောက်ရဲ့နိုင်ရေးကိုမေလ9ရက်ပဲလုပ်ပါတယ်လို့မြိုင်မြို့နယ်အခြေဆိုင်တော်လိုင်းတပ်ဖွဲ့ဝင်တယောက်ကသတင်းဌာနကိုပြောပါတယ်အကြမ်းဖက်စစ်အုပ်စုကမြိုင်မြို့နယ်အရှိတောင်ပိုင်းမှာရှိတဲ့တစ်ကြီးတော်လေးတန်းနဲ့ပောက်ပင်ကိုင်းရွာတွေကိုမေလ9ရက်ကနေ9ရက်မနက်ပိုင်းထိ9ရက်ကြာဝင်ရောက်တက်ဆွရင်ကျေးရွာနေရာကိုမိရှို့ဖျက်ဆီးကအရက်သားပိုင်ပစ္စည်းတွေကိုယူသေးဆောင်ခဲ့လို့သိရပါတယ်စစ်အုပ်စုရဲ့မိရှို့ဖျက်ဆီးမှုကြောင့်ပောက်ပင်ကိုင်းရွာဘုံကြီးကျောင်းနဲ့နေအိမ်33လုံးတစ်ကြီးတော်ရွာနေအိမ်6လုံးမိလောင်ပျက်စီးခဲ့ရတယ်လို့ပြောပါတယ်လက်ရှိစားခါစစ်ကြောင်းကပခုတ်ကူတပ်မှ100တက်တဲ့ကိုပြန်ဆုတ်သွားတဲ့တိုက်ပွဲတွေလည်းအခုလောလောဆယ်ရပ်နေပါတယ်လောလောဆယ်နေကြောင်းမရှိပေမဲ့တတိထားနေရဆဲပါလို့မြိုင်ချေဆိုင်တော်လိုင်းတပ်ဖွဲ့ဝင်တယောက်ကပြောကြောင်းသတင်းမှဖော်ပြပါရှိပါတယ်ရှင်